ရှင်အခုတခါပြောပြပေးချင်တာလေးကတော့ဝတ္တုအန္တရာယ်ဝတ္တုကာကွယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်တခါတုန်းကတောအုပ်တစ်ခုမှာဝက်ညီနောင်သုံးပေါ်နေထိုင်ကြတဲ့သူတို့ဟာညီကိုရီဆိုပေမဲ့တကောင်နဲ့တကောင်ဇယိုက်လက္ခဏာတွေကကွာခြားကြတဲ့ပထမအဆုံးဝက်ငယ်လေးကတော့အလွန်ပြင်းပြီးပေါ့ပေါ့တန်တန်နေထိုင်တတ်တဲ့အကျင့်ရှိတဲ့သူကသူ့အကျင့်တိုင်းသူနေထိုင်ဖို့အိမ်ကိုမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူပြေးမဲ့ကောက်ရိုးတွေနဲ့သာစောက်ပြီးနေထိုင်လိုက်တယ်သူ့ရဲ့အင်္ဂလိပ်ကနွေးနွေးထွေးထွေးနဲ့တက်တောင့်တက်တာတော့ရှိတာပေါ့ဒုတိယဝက်ငယ်လေးကတော့ပထမဝက်ငယ်ထက်တော့နည်းနည်းပိုပြီးလုံလဝရိယရှိတယ်ဒါကြောင့်သူနေဖို့အိမ်ကိုဒုံချောင်းတစ်ကိုင်းချောင်းတွေနဲ့ဆောက်လိုက်တယ်သူ့ရဲ့အိမ်လေးကလည်းသိပ်မကြပဲပြီးသွားတာပေါ့ပထမဝက်ငယ်လေးရဲ့အိမ်ထက်တော့သူ့အိမ်ကလေးကပိုပြီးခိုင်ခန့်တာပေါ့ဒါပေမဲ့တတိယဝက်ငယ်လေးကတော့သူတို့လိုမဟုတ်ဖဲအမျော်အမြင်ရှိတဲ့ဝက်ငယ်ကလေးပြီးသူနေထိုင်မှုအိမ်ကလေးကိုအုပ်အင်္ဂလိပ်တွေနဲ့ခိုင်မာအောင်တိဆောက်ဖို့ဆုဖြတ်လိုက်တယ်စရိတကြပလန်နီချပြီးဆောက်တာပေါ့ဒါကြောင့်သူ့အိမ်လေးကတိုက်ရခိုင်ခန့်ပြီးလုံခြုံနေတယ်လေဒီလိုနဲ့တနေ့မှာတော့အကောင်ကြီးကြီးနဲ့အလွန်ရက်ဆက်တဲ့ဝွန်ပလူတကောင်ဟာသူတို့ညီကို၃ယောက်နေတဲ့တိုးတွေကိုရောက်လာခဲ့တယ်ဝမ်ပလူဟာပထမဦးဆုံးကောက်ရိုးတွေနဲ့အိမ်ဆောက်ပြီးနေတဲ့ဝက်ငယ်လေးကိုတွေ့သွားပါလေရောဝက်ငယ်လေးကိုလည်းတွေ့ရောသူကဝက်ငယ်လေးကိုစကျင်စိတ်ဖြစ်သွားတာပေါ့ဒါနဲ့ဝက်ငယ်လေးရေငါ့ကိုဝင်ခင်ပေးပါဟိလို့လှမ်းပြောလိုက်တယ်ဒါပေမဲ့ဝက်ငယ်လေးကဝမ်ပလူကိုကြောက်ရွံ့ပြီးဝတ္တုအန္တရာယ်ဝတ္တုကာကွယ်ဝတ္တုအန္တရာယ်ဝတ္တုကာကွယ်လို့ပြန်ပြောလိုက်တဲ့ဝက်ငယ်လေးရဲ့အဲ့ဒီလိုအော်ပြောနေတာကိုဝမ်ပလူကကြားသွားပြီးဒေါသတကြီးနဲ့ဝက်ငယ်လေးရဲ့ကောက်ရိုးတွေနဲ့ဆောက်ထားတဲ့အင်ကြီးကိုလေနဲ့မှုတ်ထုတ်လိုက်တယ်ပထမဝက်ငယ်လေးရဲ့အိမ်လေးလည်းလေထဲပါသွားတာပေါ့ဒါနဲ့ဝက်ငယ်လေးလည်းကြောက်အားလက်အားနဲ့သူ့ရဲ့ဒုတိယညီနောင်ဝက်ငယ်စီပြေးသွားတာပေါ့ဒုတိယညီနောင်ဝက်ငယ်ဆောက်ထားတဲ့တစ်ကိုင်းချောင်းတွေနဲ့အိမ်လေးထဲမှာသူတို့ဝက်ညီနောင်နှစ်ကောင်ပုတ်နေလိုက်ကြတာပေါ့ဝမ်ပလူကြီးလည်းနောက်ကလိုက်လာပြီးအိမ်ရှိကနေဝက်ကလေးတို့ရေငါ့ကိုဝင်ခွင့်ပေးပါဟိလို့ပြောပြန်တဲ့ဝက်ကလေးတွေလည်းအလွန်ကြောက်ရွံ့နေကြပြီးဝတ္တုအန္တရာယ်ဝတ္တုကာကွယ်ဝတ္တုအန္တရာယ်ဝတ္တုကာကွယ်လို့တကားကိုဖွင့်မပေးပဲပြောနေလိုက်ကြတဲ့ဝမ်ပလူလည်းဒေါသထွက်ပြီးဒုတိယဝက်ငယ်လေးရဲ့တစ်ကိုင်းချောင်းတွေနဲ့ဆောက်ထားတဲ့အင်္ဂလိပ်ကိုလေနဲ့မှုတ်ထုတ်လိုက်တယ်ပထမဝက်ငယ်လေးရဲ့အိမ်ထက်တော့နည်းနည်းပိုအားဆက်ရတာပေါ့ဒုတိယဝက်ငယ်လေးရဲ့အင်္ဂလိပ်ဟာလေဝမ်ပလီရဲ့လေမှုတ်တံကိုမခံနိုင်ပဲလဲကျပြူပြက်သွားတော့တယ်ဒါနဲ့သူတို့ဝက်ညီနောင်နှစ်ကောင်လဲကြောက်အားလက်အားနဲ့အုပ်အင်္ဂရီနဲ့စနစ်တကျတိဆောက်ထားတဲ့အိမ်လေးစီကတတိယညီနောင်ဝက်ငယ်ထံပြီးသွားကြတာပေါ့ဝမ်ပလီကဟုတ်ပြီသုံးကောင်တော့ပေါက်မိသွားပြီဒီသုံးကောင်လုံးငါဖမ်းပြီးနေ့လေစာတဝါကြီးစပစ်မယ်လို့ဆုံးဖြတ်လိုက်တယ်ပြီးတော့ဝက်ငယ်လေးတို့ရေငါ့ကိုဝင်ခွင့်ပေးပါဟိလို့အော်ပြန်တဲ့ဒါပေမဲ့ဒီတစ်ခါတော့ဝက်ညီနောင်ကကြောက်ရွံ့ခြင်းလုံးဝမရှိဘဲယုံကြည်မှုအပြည့်နဲ့ဝတ္တုအန္တရာယ်ဝတ္တုကာကွယ်ဝတ္တုအန္တရာယ်ဝတ္တုကာကွယ်လို့ရဲဝံ့နဲ့ပြန်ပြောလိုက်ကြတဲ့ဒါနဲ့ဝမ်ပလူလဲအရင်နီးဒီအတိုင်းဒေါသတကြီးနဲ့ဝက်ညီနောင်လေးရှိနေတဲ့အုပ်အင်္ဂရီနဲ့တိဆောက်ထားတဲ့အိမ်ကလေးကိုလေနဲ့မှုတ်ထုတ်လိုက်ပြန်နေဒါပေမဲ့အိမ်လေးကတုတ်တုံးမှမလှုပ်ဘူးဝမ်ပလူလဲအားဆိုင်ပြီးထပ်မှုတ်လိုက်တယ်နိုးပါအင်္ဂလိပ်ကလုံးဝမလှုပ်ပါအင်္ဂလိပ်ကကြန့်ခိုင်တာကိုဘယ်လိုပဲလေနဲ့မှုတ်အင်္ဂလိပ်ကမပြိုလို့ဝမ်ပလူကြီးလဲစိတ်ပြက်လက်ပြက်နဲ့ဝက်ညီနောင်နေနေတဲ့တောထဲကနေပြန်ထွက်သွားတော့တာပေါ့အဲ့ဒီအချိန်ကစပြီးဝက်ငယ်ကလေးတွေလည်းခိုင်ခန့်နဲ့အုပ်အင်္ဂရီနဲ့စောက်ထားတဲ့အင်္ဂလိပ်ထဲမှာစီလုံးနဲ့ပျော်ပျော်ရွှင်ရွှင်ရာသက်ပံအတူတကွနေထိုင်သွားကြတော့တယ်တဲ့ကဲပုံမြင်လေးကတော့ဒါပါပဲနော်အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးပါကျမ်းမာချမ်းသာလမ်းပြကြပါစေ